Hi guys ဒီနေ့မှာတော့မတီးတဲ့ gameplay လေးကိုလာတင်ပေးထားတာ။ဒီနေ့ကလည်းပြောထားတဲ့အတိုင်းဒီနေ့မှာတော့ဒီမှာဆိုရင်ကျွန်တော်တကယ်ချင်းနဲ့ရောက်တဲ့ဆော်ပါပေါ့နော်။ first page ကြီးကို79ပြစ်လိုက်တော့ကျွန်တော်လည်း Novaria နဲ့ဆော်ပါပေါ့ကိုမိုဆော့ကြမှာ။ပွဲလေးရတော့စပါပြီ။ animation ထဲရမယ့်သူကတော့ Kakura ပေါ့နော်။သူပွဲထဲမှာဆိုတော့ဒီပွဲမစခင်တာသူကဒီပေါ့ water lily skin နေပြီးbeyond the cloud skin တွေကြွားတာအခုဆိုစကေးတူရလို့ဆိုပြီးတော့ဒီ enemy ဘက်ကိုလမ်းပြီးတော့ထောက်လိုက်တာရသွားတယ်ကွာတော်တော်မိုက်တယ်ကျွန်တော်တကယ်ချင်းဒီ trap ချတာလို့ကျွန်တော်လည်းဒီရသွားအခုလည်းတကယ်မှမရသေးဘူး Rafaela ကိုတတ်ဖို့လို့လုပ်တာကာနာမင်းစစ်သားမရောက်လာပြီးကွာစကေးတူရထီလဲအဲ့ဒါနဲ့သူလည်းခွင်ကောင်းယူပြီးကျွန်တော်ကိုတောက်သွားတယ်အဲ့ဒါမကြည့်နဲ့အခုကျွန်တော်ကေးယူပြမယ်ကွက်ကိုတက်လာဆိုတော့သူများစရာကေးကောက်စားကြည့်အဲ့ Novaria စကေးတူက damage မထော်စကေးဝဲက damage ထွက်တယ်အခုကအပေါ်မှာကေးရဝိုင်းဆိုအောက်လမ်းမှာကေးထပ်သွားယူမယ်ကျွန်တော်ငယ်ရမှာ trap ချတာကွာကျွန်တော်ကမှလှမ်းပစ်တာတော်သေးရဲ့ရသွားလို့ကေးမသေးဘူးအကောင်ပါဒီမှာဆိုကျွန်တော်ငယ်ချင်းနဲ့ကိုမမိသွားတယ်ဒီမှာမင်းစစ်သားမလွတ်သွားကျွန်တော်ငယ်ချင်းလည်း flame shot နဲ့လမ်းပစ်ကျွန်တော်လည်းအသုံးမကျစွာနဲ့ပဲအကောင်နဲ့လွတ်သွားဒီမှာဆိုတော့ battery ထပ်ဖြစ်နေ battery ထပ်ပြတော့ကျွန်တော်ကနေပြီးတော့စကေးဝဲနဲ့ပေါ့လူးမယ်ဆိုပြီးလို့လေကျွန်တော်တကယ်ကြတယ်ဒီမှာ track လမ်းပြလိုက်တော့ကျွန်တော်လည်းဒီမှာဆို lock ပဲတဲ့ဆိုင်နေအောင်လာလို့ဖို့လောက်ကြလာလို့ရဲ့သူကိုတက်လိုက်တယ်ကျွန်တော်လည်းကေးမရဘူးပြီးမသေးသွားဘူးသူကတက်ရှိပြီးကြတယ်ဒီမှာဆိုကျွန်တော်တကယ်ကြ trap လမ်းပြတော့ granger မိသွားတယ်တေးတော့တေးသွားကွာဒါပေမဲ့ကျွန်တော်မင်းနေတာမှအနိုက260လောက်ကလည်းဆိုင်နေကျွန်တော်ပြန်ချီလိုက်ဒီမှာဆို law ကေးနေအောင်လာလို့မလုပ်ကြတာအဲ့ဘက်ကွီတိုကြီးကလည်းသွားထိုးတာတဲ့လူ၄ယောက်တယောက်တေးသွားလားဆိုတော့တယောက်မှမတေးဘူးသူပဲပြန်သေးသွားကျေးဇူးအဲ့ဒါကျွန်တော်က reset ချမယ်လို့ထားလိုက်တာပေါ့အဲ့ဒါကျွန်တော်တကယ်ကြစက်ကေးနေတော့ Roger ကနေပြီးတော့တာဝါချိုးသွားတယ်တခါ Victory ပုတ်တွေပဲတင်နေလို့ညီငွေ့နေမကြနဲ့နောက်ကျရင် defeat ပွဲအများကြီးလာမှာ recording မဖန် classic ကမစော့อ่ะတမင်မစော့အောင်မဟုတ်ဒီ classic တော့ကျွန်တော်တို့ဒီ RAM အောင်ပွင့်တင်တဲ့ဟာတွေအကောင့်တွေကိုပဲကင်တာများလေးရှိလို့ကျွန်တော်မစော့ပြဘူး။ကွယ် legend မိုက်တေးရောက်တာကိုမပြလိုက်ရဘူး။အဲ့ဒါနဲ့ကိုပြန်ဝင်ပြီးတော့ဒီ game နဲ့ပြန်ဝင်ကြည့်မှဒီမှာတွေ့အမှကြည့်မိုက်တေးရောက်သွားပြီ။ဆိုတော့ဒီနေ့ video ကတော့ဒီလောက်ပါပဲ။နောက်နေ့ video မှာတွေ့ကြပါမယ်။ Bye bye see you next video